business plan မူကြမ်းဟိုတယ်နှင့်ပတ်သက်သောအချက်အလက်များပြုစုထားခြင်း business ကနေပမ်ဖလက်ဖလိုင်ယာများရေးဆွဲထားရှိခြင်းဟိုတယ်၏ဖွဲ့စည်းအုပ်ချုပ်ပုံစီမံခန့်ခွဲမှုအဖွဲ့အစည်းစနစ်ကြားရှိသည့်ဝန်ထမ်းခေါင်းဆောင်ကောင်းများစွာရှာဖွေရေးချေ၏ဆောင်ရွက်ရပါမည်ဟိုတယ်ဧရိယာအခြေဝင်းနှင့်ဒီနေရာပတ်ဝန်းကျင်နေရာထောင်အခန်းမျိုးစားနှင့်အခန်းကျယ်ဝင်း facility များမူလသတ်မှတ်ထားသောဈေးနှုန်းများနှင့်ဟိုတယ်၏အားသာချက်များကိုပေါ်လွင်အောင်အဖက်ဖက်မှကျူတော်ရပါမည် room capacity အခန်းပမာဏ gas capacity ဧည့်သည်ပမာဏနှင့်လျှက်စစ်စွမ်းရည်သုံးစွဲမှုပမာဏနနက်စာချွေးမွေးမှုအတွက်ကုန်ကြစရိတ်တွက်ချက်မှုပမာဏအချိုးညီစေရန်စီမံခန့်ခွဲရပါမည် hotel facility များဖြစ်စည်းဆုံးရှုံးမှုအလေလွင့်မရှိစေအောင်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများစစ်ဆေးစမရပါမည်နနက်စာဝန်ဆောင်မှုတွင်ပါဝင်သောမီနူများဧည့်သည်များ၏တောင်းဆိုမှုများကိုကိုက်ညီမှုရှိစေရန်အလေးထားစံနှုန်းများနှင့်ကြိုးပမ်းရပါမည်ကာလဒေသနှင့်ကိုက်ညီမည်ဈေးနှုန်းများသတ်မှတ်ထားရှိရပါမည်local market သတ်မှတ်ခြင်းမန္တလေးမြို့၏အဝေးပြေးဂိတ်များ airport မန္တလာစီယုံတော်ဝင်စီယုံပိုလိကကြောင်ကြီးများတက်စီဂိတ်များကိုလက်ကဲကြေညာများဖြန့်ဝေပေးပို့ရပါမယ် joint venture အဖြစ်ဆက်သွယ်ပေးပို့လာသော motorcycle mini ဥဝေအစားရှိသည့် carry များအတွက် commission fee သတ်မှတ်ပေးနိုင်ရန်စီစဉ်ခြင်း Sakura Princess King Park Hotel များသို့ market research ပြုလုပ်ရန်ဈေးကွက်သုတေသနအတွက်လိုအပ်သောဝန်ထမ်းများအားဖွဲ့စည်းပုံရေးဆွဲရန်စီစဉ်ခြင်းနိုင်ငံပိုင်သတင်းစာလမ်းညွှန်ကြော်ညာများပြီးသောမဂ္ဂဇင်းစာအုပ်များလူကြိုက်များသောပုဂ္ဂလိကသတင်းစာများနှင့် social media Facebook page တို့တွင်ကြေညာများပုံမှန်ထည့်သွင်းပေးခြင်းများဆောင်ရွက်ရပါမည် domestic travel market သတ်မှတ်ခြင်းပြည်တွင်းဖျားမှုခီးသွွားလုပ်ငန်းများနှင့်ချိတ်ဆက်ဆောင်ရွက်ရန် contract ဖောင်များစုစုရှင်သက်ဆိုင်ရာခီးသွွားကိုယ်စားလှယ်များနှင့် visiting partner contract များချုပ်ဆိုနိုင်ရန်ဆောင်ရွက်ရပါမည်လိုအပ်သောတယ်လီဖုန်း fax email website များစသည်တို့အစဉ်စဉ်ပြင်ဆင်ထားရပါမည်ပတ်ကေခီးစဉ်များအတွက်အထူးစီးနှုန်းများသတ်မှတ်ပေးခြင်း entry fee ခီးစဉ်များအတွက်ကြီးသန့်စီးနှုန်းများသတ်မှတ်ပေးခြင်း long stay ကများအတွက် special rate များသတ်မှတ်ပေးခြင်းများဆောင်ရွက်ရပါမည် foreign market များသတ်မှတ်ခြင်း travel and travel ရေးခြင်းများနှင့် contract များချုပ်ဆိုထားခြင်း contract တက်တန်းလိုက်ဈေးနှုန်းသတ်မှတ်ပေးခြင်း tower leader များ MD အစရှိသည့်ကုမ္ပဏီများ၏အမှုဆောင်အရာရှိတို့အား hotel inception လာရောက်ရန်အတွက်ဖိတ်ခေါ်ပေးခြင်း FID free out MD brown tourist market အတွက်မြို့ရင်းတက်စီဂိတ်များအဝေးနီးဂိတ်များ commission fee များသတ်မှတ်ပေးပြီးချိတ်ဆက်ပေးထားခြင်း online market သတ်မှတ်ခြင်း online စီးဖြစ်သည့် online booking အေးချင်များနှင့်ချိတ်ဆက်ထားခြင်း online booking များဖြစ်ကြောင်းလိုအပ်သော internet line ကောင်းမွန်ရန်ပြင်ဆင်ထားရပါမည် Agoda assigned travel booking.com experience hostel world အစရှိသည့် worldwide online agent များဖြင့်ချိတ်ဆက်ထားခြင်းရှားသည့်အလိုက်စီးနှုန်းများသတ်မှတ်ပေးခြင်းအင်္ဂလိပ်ဘာသာစကားနှင့်အင်တာနက်ကျွမ်းကျင်စွာအသုံးပြုတတ်စေရန်ပြင်ဆင်ထားခြင်းများလိုအပ်ပါသည် regular customer များအတွက် member market သတ်မှတ်ပေးခြင်းပုံမှန်လာရောက်တဲခိုသော customer များအတွက်နေ့စဉ်လာရောက်တဲခိုသောရက်အပိုင်းခြားအလိုက် member သတ်မှတ်ပေးခြင်း hotel admin management marketing finance organization များအပိုင်းများရေတိုရေရှိတိုးတက်မှုရှိမရှိဖြစ်ပေါ်လာသည့်အခက်အခဲများကိုခေါင်းဆောင်ကောင်းတရားအနေနဲ့ရင်ဆိုင်ဖြေရှင်းရဟိုတယ်နာမည်ကောင်းရအောင်စူးစမ်းဆောင်ရွက်ရမည်ဖြစ်ပါသည်